ရွာတရွာမှာပေါ့လေငတုံးတကောင်ရှိတယ်ဘယ်လိုလဲရွာတရွာမှာနော်ကျောင်းကုန်းကြီးတော့မဟုတ်ပါဘူးနော်ဟမ်ဘာတကောင်ငတုံးလူတယောက်ပေါ့ဗျာငတုံးသူ့နာမည်ငတုံးနဲ့စာထဲမှာကငတုံးလို့ပါတာဒါတော့じゃဥဒုမင်္ဂလာမဲ့ထားတဲ့ထင်းလို့မခင်ဗျားတို့နော်အဲ့ဒီငတုံးကအဲ့ဒီရွာမှာသံဃာရဏဆွန်လောင်းပွဲတွေဟုတ်လားစေရတာမဲပွဲတွေလှုပ်တဲ့ခါကျရင်သံဃာတွေဆွမ်းခံကြွလာရင်သူကဘာလို့လို့ဆိုမိကုန်းတွေရှောက်ရှောက်မေးတယ်ဘာတွေမေးတယ်မမေးသင့်တာတွေရောမေးသင့်တာတွေရောနော်ရှောက်မေးတော့တတိကသတွေမေးတော့ယဟန်တွေကမဖြေနိုင်ဟုတ်ပြီနော်ဒီထဲမှာလည်းယဟန်လေးကလည်းသူစီသွားတော့ဟိုငတုံးမေးလို့လိုက်တာနဲ့သူအရှက်ကွဲပြီးရမ်းလာဆိုတော့တန်ဃာတွေကမနဲ့လင်းအဲ့ဒီရွာဆွမ်းခံကြွမယ်လို့မရှိဘူးဟမ်စေတဝန်ကျောင်းနဲ့မနီးမဝေးလို့ပြောတာပဲအဲ့တော့ဘုရားရှင်ရဲ့စေတဝန်ကျောင်းကိုတခါလေရွာသူရွာသားတွေကလာပြီးရှင်ဘုရားမနဲ့ကိုတန်ဃာဘယ်နှပါလွတ်ပေးပါဦးဘုရားဒီလိုလိုဆွမ်းလောင်းကြည့်လို့ပါဘုရားနော်တန်ဃာဒါနဆွမ်းလောင်းပွဲရှိပါတယ်ဘုရားသွားလျှောက်မနဲ့ရအောင်ကြွမယ်လို့မရှိဘူးဘယ်သူရှိနေလို့ဟုတ်ပြီနော်ငတော့ကဘာလို့မိကုန်းတွေလျှောက်လျှောက်မေးနော်မပြေနိုင်တဲ့မိကုန်းတွေလျှောက်လို့အဲ့တော့အဲ့ဒီမှာလိမ္မာရေးကြရှိတဲ့ပန်းနှက်တဲ့ဥဒလေးတစ်ပါးရှိတယ်အဲ့ဒီပါးကတခြားနေရလာတာဇေတဝန်အကြောင်းမှနေတာမဟုတ်ဘူးဇေတဝန်ကသံဃာတော့တစ်ပါးမှမကြောက်ဘူးနော်မထေကြီးတွေကလည်းအပြစ်ဖြစ်မှာဆိုလို့မကြောက်မထေငယ်များကလည်းဖြေရမှကြောက်တာလည်းမကြောက်ဟုတ်ပြီနော်မိကုန်းဆိုတာဖြေလို့ရတာရှိတယ်ဖြေမရတာရှိတယ်နော်ဖြေအပ်တဲ့မိကုန်းရှိတယ်မဖြေအပ်တဲ့မိကုန်းရှိတယ်အဲ့ဒါမသိဘူးငတုံးကသူလှုပ်ချင်လျှောက်လို့ဒါသူကိုသူတော့အဟုတ်ကြီးလို့ထင်းနေတာပေါ့ရှင်းတယ်နော်သူတို့ဘုရားဘာသာမြန်မာလူမျိုးတွေလည်းကိုတော့သိလာပြီမတတ်လာပြီမထင်ဘူးလားအခုခင်ဗျားတို့ဘာဘာသာကိုကွယ်တယ်ဘုရားဘာသာဆိုတော့ဘုရားကိုကွယ်သလားဘုရားဆိုတာဘာလဲစောစောပဲပြောသွားတယ်သစ္စာ၄ပါးမြတ်တရားကိုဆရာမကူတရားမူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်သိပြီးအများသိအောင်ဟောတတ်တာပါလေအဲ့တော့တို့ပြောရင်သစ္စာသိပြီးဟောတတ်တာဘုရားကတော့သူကိုယ်တိုင်သိတာပေါ့ကိုယ်စင်းတို့ဒါသံဃာတွေသိတယ်ဆိုတာကဘယ်သူပြောလို့သိတာအဲ့တော့ဘုရားကတော့ဘယ်သူဆရာမှမပါပဲသူကသူသိတာအဲ့တော့သစ္စာသိတာကိုဘာခေါ်လဲဘုရားသစ္စာတရားဟောတတ်တာကိုရှင်းသလားဘုရားသိပြီနော်ဒါပေမဲ့အခုငါတို့ဗုဒ္ဓံတရဏံကိသာမိမကြောက်လားကဲအဲ့ဒီကြောတဲ့ဗုဒ္ဓံဆိုတဲ့ဘုရားဟာကောက်ကတံဘုရားလားဂေါဏဂုံဘုရားလားကတ္တဗဘုရားလားဂေါရမဘုရားကြောတာလားအဲ့ဒီမှာသုတ္တဝါအရိယသာဝကောနဲ့အသုပဝါအောက်ကငတုံးတွေကွာသွားတယ်နော်သုတ္တဝါဆိုတာကြာဘူးနာဝရှိတဲ့လူကတော့ဖြေနိုင်တယ်ကြာဘူးနာဝမရှိတဲ့လူမဖြေနိုင်ဗုဒ္ဓဘာသာဆိုတဲ့ဒါဥစဉ်ကိုယ်တိုင်ဝန်ခံမယ်ဥစဉ်ကိုယ်တိုင်ကိုသိလာတာမကြသေးဘူးသူများဆရာလုံးမယ်ဆိုမှသိတယ်နော်ကိုယ့်စာသင်တွေတော့တတ်မှမတတ်ပဲမယုံမသိမမျိုးမသိဥစဉ်လေးတွေမေးကြည့်ပါလားနော်စာမွဲအောင်ဖို့လောက်လုပ်နေရတော့မတတ်ဘူးနော်စာပြန်ချမှစာတတ်အခုလည်းတရားပြန်ဟောတော့မယ်ဆိုမှကြံရပြီနော်ဒါမို့ကျောင်းကဘုန်းကြီးတွေတောင်ပေးထားပါတယ်နော်ကုလီကုမဧတတဲ့နော်ဦးဇင်းရဲ့ဘွဲ့ကိုသူတို့ပေးတယ်ကုလီကုမများလုံးအဲ့တော့အခုလည်းဖယားနော်သူများကိုပြောတော့မယ်ဆိုတော့ကိုယ့်အကိုကြံကြည့်တယ်ဗုဒ္ဓံတရဏံကိသာမိငါတို့ဘယ်ဖယားကြောတာတော့ဆိုတော့ဖယားဆိုတာဘာလဲဆိုတဲ့အဓိပ္ပာယ်စောစောမေးထားပြီလေသစ္စာသိတာပါလေအဲ့တော့ကောက်ကတံဂေါဏဂုံကတ္တဗဂေါရမဘယ်ဖယားသစ္စာသိတာလောကမှာဖယားဘယ်နှစုပွင့်ပြီလဲသူတို့အတော်အတ္တကြီးတယ်သူတို့ကဘာကဖယားမှာဖယားတယ်နော်ကင်းကဝါလူသဲစုမကပွင့်ပြီအဲ့တော့ဗုဒ္ဓံလို့ခေါ်လိုက်ဆိုလိုက်ရင်ကင်းကဝါလူသဲစုမကပွင့်ပြီးသားဖယားအားလုံးကိုကြော့လာ
တို့ခင်ဗျားတို့ကဂေါရမကွက်ကွက်လေးကြောတယ်လို့ကွက်ကြံနေတယ်ခင်ဗျာရှင်းလားအဲ့ဒါမှသဗ္ဗဗုဒ္ဓ ानु ဘာဝေနသဗ္ဗအလုံးစုံသောဗုဒ္ဓဘုရားရှင်တို့ဤနုဘာဝေနအာနုဘောကြောင့်ဒီလိုလာမှာပေါ့ခွာခင်ဗျားတို့သဗ္ဗမှမကြိုက်ပဲဧကပဲကြိုက်တာပေါ့ဟမ်တကန်နဲ့တပိုင်းနဲ့ကောင်းလားအားလုံးကိုကြောကကောင်းလားဖယားဆိုမှတော့အကုန်တူတူပဲခင်ဗျတနင်္လာတောင်းကဖယားနဲ့တောက်ကြတောင်းကဖယားပဲဖယားကပူတကိုကြီးတော့ဟမ်တတောက်ကြသားကသွားကြောမယ်ဆိုတော့တနင်္လာတောင်းကြောရမလားတောက်ကြတောင်းကြောရမလားတောင်းကြောလားဖယားကြောလားအဲ့ဒါယူပြီးနေမြေကပြဿနာတက်အဲ့ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုတာအဲ့မှာဖြေပေါ်နေဘုရားနေစေတီတော့အများကြီးပဲဗုဒ္ဓဘာသာအစစ်အမှန်ဘုရားမရှိဘူးဟမ်ဘုရားဆိုရင်လာပြီးအတောင်တွေရောအလက်တွေရောအရွက်တွေရောဘယ်ဟာဘူးလို့ဘူးအောင်မသိဘူးတို့ဘုရားဆိုတာရိုးရိုးရှင်းရှင်းလေးရှင်းတယ်နော်ဟိုကြည့်ရသေးတယ်တို့ဘုရားဟမ်ရှင်းလားဒါဘုရားတော့တချို့လေပင်ပန်းကုန်းတွေပါလေဆွတ်ထားသေးတယ်ဟမ်ကိုဥဒုမင်္ဂလာပန်းကုန်းကြီးဆွတ်ကြည့်ပါမယ်ဘယ်နဲ့ရှင်းပြေးမလားရှင်းပါဗျာဒီကရုံးနဲ့တောင်မပြေလဲတာဟိုဖရားပြေလဲပါမှာရှင်းလားအဲ့ဒါအတောင်တွေလက်တွေလျှောက်လို့ဆိုဖရားကိုပြောက်ဖရားသိပြီနော်နောက်တော့ရောင်ဝါဗုဒ္ဓဘာသာတွေမဖြစ်စေနဲ့ဟမ်တို့ဘယ်ဖရားကြောလားလဲဖရားဆိုတာဘာခေါ်လဲသစ္စာတရားသိတာကိုဘုရားကျင့်သလားကောင်းပြီဓမ္မံတရဏံဂစ္ဆာမိမကြောက်ဘူးလားတရားဆိုတာဘာလဲကျုပ်လေနော်ဒီပြမလူမျိုးတွေအခုအာယုမှန်တဲ့တော့အသက်ဆုံးပြီးကဲနေတာပဲနော်ကျုပ်သက်သေးရင်သေးပါစေဒီလူတွေတော့ငါရအောင်ကဲမယ်ဆိုပြီးခတ်တီကြီးနဲ့ကြီးကြီးကျယ်ကျယ်လိုက်ကဲနေတာဒီလူတွေဘယ်လိုကဲရမှမသိဘူးနော်ဟိုတော့အကြမ်းနဲ့တစောင်းလေးရလို့ပဲနွားနဲ့လျှက်စစ်ထုတ်မယ်ဆိုတဲ့နိုင်ငံပေါ့လေနော်ဒိုင်နမိုလေလျှက်စစ်ဖြစ်တာပဲအဲ့ဒါကြီးကြီးကျယ်ကျယ်လုပ်ပြီးနွားနဲ့လျှက်စစ်ထုတ်နိုင်ပြီဆိုတော့ငါဒီနိုင်ငံဘယ်လိုပြောရမှန်းကိုမသိတော့ဟမ်ဒီတိရစ္ဆာန်တွေညှဉ်းပန်းနှိပ်စက်တဲ့အလုပ်နဲ့သူတို့ကမီးလင်းဖို့ကြိုးစားအောင်မလဲစဉ်းစားတော့ဒါတည်င်းမဟုတ်ဘူးကျန်တဲ့တွေကိုထဲ့တဲ့အလုပ်လည်းမဟုတ်ဘူးကြွားမှလည်းမဟုတ်ဘူးကြောက်ခက်ပြန်ရောက်နေပြီရှင်းလားအဲ့လောက်အုံနောက်မရှိတဲ့လူမျိုးကိုငါဘယ်လိုလုပ်ကယ်ရမလဲစဉ်းစားတာပြောတာပါမနေနိုင်တော့ဟောနေရတာပေါ့ဟမ်ဒါပေမဲ့အားလုံးတော့အမှုမဲ့မတ်မဲ့နေဖို့တော့မသိဘူးလို့ဦးဇင်းကသတိပေးခြင်းရှင်းလားဘုရားတရားတော့ဘာမှမသိပဲနဲ့ဗုဒ္ဓဘာသာလက်မထောက်နေမခက်ဘူးလားတရားဆိုတာသစ္စာပေါ့ဗျာဟမ်သစ္စာဆိုတာတရားပါပဲနော်ဗာလေးများဖြေနိုင်မလို့စောင့်နေတာဓမ္မခန္ဓာ84,000ပြောတဲ့လူကရှိတယ်နော်တရားဆိုတာသစ္စာသဘောတဘာဝဓာတ်ဘယ်လိုခေါ်အတူတူပဲတရားဟာဘာလဲလို့ပြောရင်တော့အဓိပ္ပာယ်လေးပေါ်သွားခြင်းသစ္စာဆိုတာတရားသစ္စာဆိုင်မှလည်းတရားဖြစ်သစ္စာမဆိုင်ရင်တရားမဖြစ်သစ္စာဆိုတာကကဲကောင်းမှုကုသိုလ်လုပ်ရင်ဘာအကျိုးပေးမလဲကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်ဒါပေမဲ့မကောင်းတာလုပ်ရင်လူကကောင်းတာလုပ်ရင်လူကောင်းကျိုးခွေးရကောင်းတာလုပ်ရင်ခွေးမို့လို့လျှော့ပေးသလားခွေးရကုသိုလ်လုပ်ရင်ခွေးကုသိုလ်ရမရရနိုင်မရနိုင်လူကလုပ်ရင်ရောနွားကလုပ်ရင်ရောကဲနွားကမကောင်းမှုလုပ်ရင်မကောင်းကျိုးရ
လူမို့လို့ခွေးမို့လို့ပြောင်းသွားတယ်လို့တကြီးမို့လို့ရွာသားမို့လို့ကွာသွားတယ်လို့ဓမ္မဥပဒေမှာတော့မပြောင်းလဲမရှိဘူးတော့ခင်ဗျားတို့မြန်မာနိုင်ငံဥပဒေသားလုပ်ချင်တယ်လို့လုပ်နေတာရှင်းသလားဓမ္မကတော့ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်တော့သူတကြီးမကလို့ဘာဖြစ်ဖြစ်ရှင်ပြင်းမကောင်းမှုလုပ်ရင်လဲမကောင်းကျိုးပေးပါပဲတောင်းများသောအားဖြင့်ဘယင်တွေကတော့ဘယင်ဖြစ်လိုက်ဘယ်သွားလိုက်ဘယင်ဖြစ်လိုက်ဘယင်ဖြစ်လိုက်ဘယင်တွေကတော့များသောအားဖြင့်မဟုတ်တာလုပ်တာများတာရှင်းလားအဲ့ဒါရက်ွက်လူကြီးရွာကြီးယာတို့လူနေတာကြောကအံ့ဟောတယ်ဘယ်သွားခြင်းလို့ဒီကောင်းလဲရှင်းလားမိသားစုသာရှာကျွေးရတော့လွယ်လားသူမိသားစုသာရှာနေတာကုသိုလ်ဖြစ်လားအကုသိုလ်ဖြစ်လားကုသိုလ်လုံးနဲ့အကုသိုလ်လုံးဘယ်တည်းကများလဲအဲ့တော့9ယောက်6ယောက်တောင်တော်ရုံးကန်နေရရင်တရားကွက်စာဆိုရင်ဒီလူတော်တော်ဆိုးတော့မှာဟမ်တရင်ခံလုံးသာဆိုတော့မပြန်နဲ့တော့ရှင်းသလားသဘောမပေါက်သလားအဲ့ဒါရှင်ဘုရင်ကြီးမို့လို့ဆိုပြီးတော့သက်သာခွင့်တော့မပေးဘူးဟမ်တရောင်းသားကကုသိုလ်လုပ်ရင်ဟောတရောင်းသားကောင်းကျိုးရမလားမရဘူးလားမင်းကတော့တရောင်းသားမို့လို့ကုသိုလ်နည်းနည်းပဲယူရှိသလားဒါဖြင့်ဓမ္မန္တရဏံကိစ္ဆာမိလို့ဆိုရင်တို့ကကောက်ကတန်ဟောတဲ့တရားလားကသဗ္ဗဟောတဲ့တရားလားဂေါရမဟောတဲ့တရားလားဘယ်တရားကြတော့ရှေ့မှာလူနတ်တွေရှိတယ်နော်အဲ့ဒါနောက်ကတော့မနတ်ဘူးသူတို့သိမှမသိပဲဟုတ်ဟမ်တရားဆိုတာသစ္စာဘုရားရှင်တိုင်းဟောတဲ့တရားမှန်သမျှသစ္စာတရားအဲ့တော့ငါတို့ကဓမ္မန္တရဏံကိစ္ဆာမိလို့ကြောရလိုက်ရင်ဂေါရမဟောတဲ့ဗိဒက3ပုံဓမ္မခန္ဓာပေါင်း84,000နဲ့ကြောတာလားဘုရားအလုံးဤသစ္စာတရားကိုကြောတာလားအဲ့ဒါမှတ်ထားရှင်းသလားရှင်းပါပြီဒီဘုရားတသန်းတူတူလေးမလို့တရားအတူတူပဲဟောသွားနောက်ဘုရားကျတော့ तू ကဇတ်တော်တွေပိုးကျဲကျဲလာအောင်ဟမ်ဒီကိုယ်တော်ကတော့45ဝါပဲနေရတာဆိုတော့ तू က950နိဗ္ဗာန်တောင်လောက်ပဲဟောနိုင်တာမေတ္တေရကျတော့အသက်ကရှည်မှာတသိန်းသန်းဆို तू က1500နိဗ္ဗာန်တော်တွေပါလို့ရှင်လုပ်နေမှာပေါ့ရှင်းသလားရှင်းပါပြီအဲ့တော့သူတော်အောင်လို့သိထားမှာသစ္စာဒီသာလျင်တရားဆိုတာသစ္စာပဲအဲ့ဒီမှာသူ့နာမည်တွေရှိတယ်တရားဆိုတဲ့နာမည်ရဲ့သစ္စာဆိုတဲ့နာမည်ရဲ့ဓမ္မဆိုတဲ့နာမည်ရဲ့သဘာဝဆိုတဲ့နာမည်ရဲ့သဘောဆိုတာရဲ့ဓာတ်ဆိုတာရဲ့အကုန်အဲ့ဒါတရားတွေကြီးပဲရှင်းလားအဲ့တော့ငါတို့ကိုယ်ွယ်စည်းကပ်တဲ့တရားသည်ဘုရားရှင်တိုင်းဟောတော်မူခဲ့သောသစ္စာတရားဆိုမှတပ္ပဓမ္မာနုဘာဝေနာအနုဘော်တွေဝင်သွားရှင်းသလားဒါဖြင့်ဒီလောက်ဆိုရင်သိပါပြီရောကြည့်လို့ရပါပြီသံဃာတရဏံကိစ္ဆာမိဆိုတော့ဘယ်ဘုရားလက်ထက်ကသံဃာပြောလဲဒါရောကြည့်တာခေါ်တယ်နော်အဲ့လိုနည်းနည်းရောတတ်ရင်ကိုမဆိုးပါဘူးနော်ဘုသူမင်္ဂလာတို့ဟိုတုန်းကအားခဲ့တာသံဃာဆိုရင်ကိုအခုမျက်မှောက်ရှိနေတဲ့သံဃာလောက်ထင်ခဲ့တယ်အဲ့တော့စာရိပေရိဖတ်တော့စာရဲပေရဲရေးထားတာကသံဃာတရဏံကိစ္ဆာမိသံဃတဒေမလို့ဆိုရင်ဒီတို့ဘုရားလက်ထက်မှာဘယ်သံဃာဘယ်ရစဩအကြောင်းကုန်ကြီးလုတ်ပါလေအဲ့လိုလေးသိတဲ့ဟာလေးတွေဘာလို့အမှမသိဘူးအဲ့လောက်ကလေးပြောလိုက်ဒီအစင်ချောသွားမယ်ဟာဟမ်ပြင်စဝက်ကြီး9ဦးအရှင်ကွန်းတင်ညကစတယ်အဲ့တော့စာရဲကကွန်းတင်ညအစမျက်မှောက်တန်ကအဆုံးဒီနေ့သာမဏေလေးကြီးဆိုတော့ဟုတ်သားပဲငါအခုတရားဟောရင်နဲ့သိလာတော့အဲ့ဒါတောင်တော်တော်ဘောင်ကျင်းနေသေးတယ်သံဃာလို့ဆိုရင်ဘုရားရှင်တိုင်းရဲ့လက်ထက်တော်မှာသံဃာယရဏဆိုတာရှိတယ်သံဃာယရဏမပါတဲ့ဘုရားမရှိဘူးဘုရားတစ်ပါးတည်းနဲ့အကုန်လိုက်မချွတ်နိုင်ဘူးသူ့တပည့်နဲ့သူချွတ်ရမှာဟုတ်ရှင်သာရိပုတ္တရာဟောမှကျွတ်မဲ့တပည့်ကိုဘုရားဟောလို့မကျွတ်ဘူးဘုရားဆိုပြီးတော့အကုန်သွမ်းနေတော့မထင်နဲ့သူတာဝကမှသူကျွတ်တာ
ရှင်းလားဒီသံဃာယရနာဆိုတာဘုရားရှင်တိုင်းမှာပါမပါအဲ့တော့သံဃာတရဏကိစ္ဆာမိဆိုရင်ဘယ်သံဃာကြောလားခင်္ဃဝါလူသဲသူမကပွင့်တော်မူပြီးတိုင်းသောဘုရားရှင်တို့ဤသံဃာကိုကြောတာရှင်းလားရှင်းပါပြီဒါမို့သံဃာတစ်ပါးကိုစော်ကားရင်အဲ့ဒီသံဃာအားလုံးကိုစော်ကားတာ ਨੇ အတူတူပဲသံဃာတစ်ပါးကိုပြစ်မှားရင်သံဃာအားလုံးကိုပြစ်မှားတာ ਨੇ အတူတူပဲဘောမပါနဲ့သံဃာတဒေမလို့ဆိုလိုက်ရင်လေကုသိုလ်သည်သံဃာအားလုံးကိုလှူတဲ့ကုသိုလ် ਨੇ အတူတူပဲအကျိုးမြတ်ကြီးမားတယ်အကျိုးကြီးသလောက်အပြစ်လဲသတိထားကြယရနာနာနေရင်ယရနာလို့သုံးတတ်မှရရှင်းလားအားလုံးကြည်ရောကြည်တတ်ကြလားအဲ့တော့ကိုတန်ဖို့ကိုသိဖို့လို့ကိုယရနာ၃ပါးပြင်ခင်ဗျားတို့ကိုးကွယ်စရာမရှိသေးဘူးသိကြသလားသိကြပါဗျာအိမ်ကတောင်းကအုံသီးလေးပါတော့နော်ဟိုကိုးထားတဲ့ဟာလေးရအောင်ဟမ်အုံသီးတော့မရှိတော့ဘူးလေငါးမှတ်ကိုးထားတယ်ဟမ်သဘောပါသလားဟမ်တော့ကိုးကွယ်စရာမြန်မာနိုင်ငံသိမ့်များတာအခုနောက်ထပ် export အပြင်ကနေမှနိုင်ငံခြားကနေ import လုပ်ထားတာရှိသေးတယ်ပြန်သွင်းထားတာအန်ကုန်းတို့နော်ကွမ်ရင်တို့ဒါတရုတ်ပြည်ကနေလုပ်တာဒီဘက်ကယူရီးယားဘက်ကလာတဲ့ကြေးစံနီတို့နော်ဟိုအိန္ဒိယဘက်ကလာတဲ့ဘဲစီထားတဲ့ဒကမတို့ဟုတ်ပလားအဲ့ဒါနိုင်ငံခြားတင်သွင်းလာတာကိုယ်နိုင်ငံထဲတဲ့38မိနစ်သူတို့မလောက်သေးဘူးရှင်းသလားအဲ့ဒါဟိုရှမ်းပြည်က9မျိုးရှင်မောင်နှမလည်းဆွဲထည့်တာသဘောပါသလားအဲ့ဒါတွေကကိုးကွယ်စရာထဲမှာပါသလားအားကိုးစရာထဲမှာမပါသလားလောကမှာဘုရားတရားသံဃာတဲ့ကျေးဇူးကြီးတာတန်ဖိုးရှိတာဒီဘုရားတရားသံဃာဗုဒ္ဓသရဏကိစ္ဆာမိဆိုရင်ဘယ်နတ်ကခင်ဗျားတို့ကိုင်နိုင်မလို့နတ်မပြောနဲ့ဘလူးတော်မကတ်နိုင်ဘူးအဲ့ဒါခင်ဗျားတို့ဗုဒ္ဓသရဏကိစ္ဆာမိမပိုင်လို့နတ်ကိုင်မှာကြောက်ရှင်းလားသဘောပေါက်သလားဒါဖြင့်ကိုယ်အတိကလေးဟာဒီလောက်ကလေးနဲ့တင်းတိမ်နေရမှာလားတိုးပွားအောင်ကြိုးစားရမှာဘုရားဘာသာလို့လက်မထောင်နေုံနဲ့ဗုဒ္ဓဘာသာဆိုတာကမိစ္ဆာဒိဋ္ဌိကိုပြောတာလားတမာဒိဋ္ဌိကိုပြောခုတရားလာလာတဲ့လူတွေကမိစ္ဆာဒိဋ္ဌိလားတမာဒိဋ္ဌိလားသာဓုပြန်ရလို့ဟုတ်ကဲ့တမာဒိဋ္ဌိကိုကြိုးခေါ်ကြမလို့တော့ဘူးကျေးဇူးပဲပြန်တော့ကြီးကျယ်နေတာလာအောင်မှာခင်ဗျသဘောပါလားကြည့်ဒီမှာငတုံးဟိုမှာငတုံးပြန်စငတုံးလာတယ်မြတ်သူကဟောမဲဟိလို့ဟောလို့မေးလို့တော့ပဲတန်ခါမှမလာရဲ့အဲ့တော့ဒီတန်ခါကြီးတစ်ပါးလာပြီကိုတော်ကြီးတစ်ပါးနေကနေလာတော့မနေ့စရေးတာမဲလာပြင်တာသူကကြားလိုက်မနေ့လင်းတော့ဟိုရွာသွားမယ်လို့မရှိဘူးခွဲတန်းချတာလည်းမတွေ့အရှင်မြတ်ဟိုရွာကလာပြင်တယ်လေစရေးတာကိုတော်ကြီးမဲချတဲ့ကိုတော်ကြီးသွားပြောတယ်အဲ့ဒါမသွားကြဘူးလားဆိုဘယ်သူမှမသွားဘူးကိုတော်သွားမလို့လားဘယ်သူမှမသွားဘူးဆိုတော့ဘာဖြစ်လို့လို့မလွတ်ဘူးလားလွတ်လို့လည်းမရဘူးဘယ်သူမှသွားမှာမဟုတ်ဘူးဘာဖြစ်လို့လို့ဆိုဟာအဲ့ရွာငတုံးရှိတယ်ဘယ်သူရှိလဲဟာငတုံးကဘာဖြစ်လို့ဟာငတုံးကလာတဲ့ကိုတော်အကုန်လုံးမလေးမိကုန်းနေပေးလို့အဲ့တော့ကိုတော်မထင်ကြီးတွေကလည်းဟိုမှာရှိတဲ့လူတွေအပြစ်ဖြစ်မှာဆိုလို့မသွားမထင်ငယ်တွေကလည်းအဲ့မိကုန်းမိခံမှာကြောက်တာနဲ့သွားဩဒီလိုလားရတယ်အဲ့ဒါတပည့်တော်တာဝန်ထားတပည့်တော်ကြွမယ်ဟာကိုတော်တာဝန်ယူတာရတယ်ကိစ္စမျိုးဆွေးတယ်သွားတော့ငတုံးကလည်းရွာဝါစောင့်နေတာသူကဒီနေ့ဘယ်သူလာမလဲပေါ့နော်အဲ့တော့ခတ်တီပဲအဲ့တော့ဟိုကိုတော်လေးကြွလာတယ်ဆိုရင်ပဲငတုံးကပြောနေတာတွေ့ပြီလားပေါ့ဆိုအနာကပြီးကိုတော့မိကုန်းလေးမေးချင်လို့ဖြေမလားပေါ့ဆိုတော့သိထားတယ်မင်းဘယ်သူလဲဆို I am ငတုံးသူနာမည်ဘယ်သူလဲတော့ကျွန်တော်ငတုံးပါโอเคမင်းနဲ့ငါတွေ့ကျင်တယ်လားငါလည်းမင်းနဲ့တွေ့ကျင်တယ်ဟာတပည့်တော်လည်းအဲ့လိုဆရာတော်မျိုးတွေ့ကျင်တယ်အေးကွာအဲ့တော့ဖြေမလားဖြေတာပေါ့ကွာနေပါဦးဆုံးလိတ်ခံမရသေးဘူးမင်းရတယ်ရော့တပိတ်ယူရဲ့ရွာထဲဆုံးခံလာဘူးနော်အဲ့လိုအရေးကြီးတာအဲ့ဒါနော်ရော့တပိတ်ယူခဲ့ဆိုတော့တပိတ်လေးပိုက်ပြီးတော့
ဆုံးခံရင်းနဲ့ကိုတော့ဖြေတော့မလားဆုံးခံနေတော့ကွာအမေလည်းဆုံးရွက်လေးစားပြီးမှလုပ်တာပေါ့ဟမ်ငါမင်းနဲ့တွေ့ချင်နေတာဟာတပည့်တော်လည်းဒါမျိုးလိုချင်နေတာဟမ်ငါကတုံးတပိတ်ပိုက်ဆုံးခံရှင်းတယ်နော်ဆုံးခံလဲပြီးရွာထဲကပြန်ထွက်လာအရှင်မြတ်ဘယ်နဲ့တော့သုံးသားချိန်ရောက်နေမေးရတော့လားဆောင်းလေးပါလေးစားပြီးတော့မေးတော့ပေါ့ကွာမင်းဟမ်လာလိုက်ခဲ့ဆိုပြီးတော့ခေါ်သွားရွာပြင်ထွက်တော့မှဘယ်နှစားမလို့ဟာရွာပြင်စရကလေးစားမယ်အဲ့နာဆင်ပြေတယ်ကွာသွားပြီးတော့မှလာတော့ရွာပေါင်းဝလည်းရောက်တော့လမ်းမှာမစင်ပုံလေးတစ်ပုံတွေ့ဘာတွေ့ပြီးတော့အဲ့နားလေးကိုတော့ရက်လိုက်ရပြီးတော့ဟေးငါတို့ဘယ်နဲ့တော့ငါတို့ခုနဆွန်းစားရင်ကောင်းတယ်ဗျာအေးကောင်းတာနောက်ထားกว่าဆိုဒုံးဆိုတခါတွန်းလဲတယ်ပြီးပါဇက်ထဲအဲ့ဒီမစင်တုံးပြစ်တယ်နော်ကဲမိသားမေးပါမေးမလို့ဆိုရူးနဲ့ထွက်ပြေးရောဟမ်နောက်ထပ်ဘယ်သူသွားငါတုံးကဘုန်းကြီးသုံးကံကြွလာတယ်ဆိုရင်ကိုဘာလို့ဟမ်ပညာပြတယ်နော်အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးထံဒီတဲ့ရင်ရောက်သွားအဲ့ဒီဦးဇင်းလေးများတဲ့ဘယ်လိုလှုပ်လိုက်တယ်မသိဘူးနော်ငါတုံးတော့ပြေးပြီတဲ့တန်ခါမြင်တာနဲ့ကိုဘာလုပ်တာပြေးတော့တာတဲ့ဆိုတော့ငါတုံးကိုပေါ်မေးတယ်ဘုရားဘာလုပ်လိုက်တယ်ဆိုတော့ပြီးတော့မစင်ကျွေးတယ်ဘုရားဟမ်ဘာဖြစ်လဲဘာလို့ဆိုသူ့ပါဇက်နဲ့အဲ့ဒီငါတုံးပါဇက်ကဟုတ်ပြီနော်အေးတဲ့အဲ့ဒီကောင်ခုမှမဟုတ်ဘူးဟာနော်ဒီဥစဉ်လေးကလည်းခုမှမစင်တဲ့သူ့ကိုနှိတ်ကွတာမဟုတ်ဘူးအတိတ်တုန်းကလည်းဒီလိုဖြစ်ခဲ့ဘူးတဲ့ဘုရားကဒီလိုပြောဟာရှင်မြတ်ဘယ်လိုဖြစ်တာတော့ဘုရားအေးငါတုန်းကလည်းအရင်တုန်းကလိုပဲကွသူကလည်းခတ်ကြွားရဲ့သူကိုသူတိလာပြီတာလာပြီတော်လာပြီမော်လာပြီမောက်လာပြီဟုတ်ပြီနော်သူကိုသူအစိုးရလာပြီငါနိုင်နေနဲ့ဟမ်ဒီရွာဘယ်သူမှမလာရဘူးဘယ်သူကပြောတာတော့မန်နေတဝင်းနဲ့မနေဘူးလားဘယ်ကောင်းမှမလုပ်ရဘူးကြီးငါတုံးဒီလိုနေခဲ့တာအခုတော့ငါတုံးတော့ပြေးပြီအဲ့ဒီမှာဘုရားကနားထောင်တဲ့ဘယ်လိုငါပြောပြအတိတ်တစ်ချိန်လုံးကဗာရာဏသီပြည်မှာဗြဟ္မဏဘုန်းကြီးအုပ်ချုပ်နေတော့ဒါတော့ထားလိုက်ပါပဲမင်းနဲ့ပြည်နဲ့တော့ဘေးပဲထားလိုက်ခဏနော်ငါတုံးကနောက်ချီပိုးလို့ဖြစ်နေဘာဖြစ်လဲမစင်စားတဲ့ပိုးပေါ့ဗျာဟောဒီငါတုံးနှိတ်ကွတဲ့ဦးစင်းလေးကဆင်ပြောင်ကြီးဖြစ်နေမဖြစ်နေအဲ့တော့မစင်ပုံတစ်ပုံမှာဒီငတုံးဆိုတဲ့ပိုးကလေးကနေရတော့မစင်နေစားပြီးသူကဝဖိပြီးတော့သူ့ကိုယ်သူမန်နေဝင့်လောကငါနဲ့တူနိုင်တဲ့ကောင်မရှိဘူးဟုတ်ပြီနော်အဲ့ဒီမှာမစင်ပုံခပ်ဖတ်မှမစင်ပုံအစ်ကလေးတစ်ခုတွေ့တော့သူကအဲ့ဒီမစင်ပုံပေါ်တက်လိုက်ဘယ်ပေါ်တက်ဆိုတော့အပေါ်ရန်လေးကတော့နည်းနည်းခတ်6ပေါ့ဗျာခပ်ဖတ်မှဟုတ်လေဟမ်သို့တော့အောက်ကတော့ဘာဖြစ်လဲလာမသူကသဇလန်းကဒီလိုနော်ခတ်တီနဲ့ခတ်ကြွားပဲငါပဲကွငါ့ကိုဘယ်သူတူနိုင်တယ်လဲဆိုခတ်တီနဲ့မစင်ပုံတက်လိုက်တော့အပေါ်ရန်ကမားနေပဲမယ်အောက်ကပြော့နေတဲ့မစင်ပုံကလှုပ်သွားဟုတ်ပြီတော့တွေ့လားတဲ့ငါခန္ဓာကိုယ်ကိုဒီကောင်မခံနိုင်ဘူးဟမ်ငါစွမ်းအားကိုဒီကောင်မခံနိုင်ဘူးနေလိုက်တိုင်းပါဖြစ်နေတယ်လှုပ်ပြီးဣနေရှင်းတယ်နော်အဲ့ဒီမှာလာပြီဆင်မြောင်ကြီးဘယ်သူလာတော့ဆင်မြောင်ကြီးကလာတော့ရှေ့လဲတိုးလာရောဆင်မြောင်ကြီးကအနံ့ရဘူးအနံ့ရမစင်နရတော့ဆင်ဆိုတော့အတန်ရှင်းအမတန်ကြိုက်တာဆိုတော့လမ်းနေဆိုနောက်ဆုံးမစင်နရလို့ပါပြီနောက်ဆိုတော့ဟိုနောက်ရှိဖို့ကသူ့ကိုယ်သူဟမ်မှန်တဲ့ပြီသူ့ကြောက်လို့ထည့်နေတာဟမ်ညှိနှံ့ရလို့နောက်ဆုံးတာမစင်စော်နံလို့နောက်ဆုံးတာဟမ်ဒါပေမဲ့ငါတုံးကဘာထင်လို့သူ့ကြောက်လို့ထင်ရှင်းသလား
အဲ့ဒါပစင်ဘဝနဲ့ဟာဆင်ပြောင်ကြီးဘယ်လဲတော့ဟမ်မင်းကန်တူးပဲဟမ်ကျွန်တော်တို့မှတတိမရှိဘူးလား challenge ဟမ် fighting ပေါ့လေနော်မင်းငါလည်းတတိမရှိဘူးလားစီချင်းထိုးအောင်မဲဘယ်သူကလဲနောက်ချီဖို့နော်ဘယ်သူကလဲနောက်ချီဖို့ကဘယ်သူနဲ့စိန်ခေါ်လဲမင်းငါနဲ့တပွဲတရားတလန်းလောက်ဆန်းလိုက်အောင်မင်းငါကြောက်နေတာမလားနောက်ဆုတ်သွားတယ်ဆိုဟောဆင်းကအတန်ကြားကြည့်လိုက်တော့ဘယ်သူတော့ရောငါစိန်ခေါ်နေတာမင်းလားရှင်းနော်ငါစိန်ခေါ်နေတာမင်းလားတဲ့ဆိုတော့ဟုတ်တယ်တဲ့မင်းနောက်ဆုတ်သွားတာငါကြောက်လို့မဟုတ်ဘူးလားတဲ့လာခဲ့တဲ့ထိုးပဲမင်းကိုခေါင်းနဲ့တိုက်တတ်ဖို့လည်းမတတ်ဘူးအဆွဲနဲ့ထိုးအောင်လည်းဘယ်လိုထိုးအောင်မသိဘူးဟမ်နှမောင်းနဲ့ရက်ရအောင်လည်းမင်းကမစင်ပုံမွဲတဲ့အဲ့တော့မင်းကိုငါအကောင်းဆုံးနီးပဲမင်းကိုပေးလိုက်လာပါတဲ့အာမချဲလဲဟမ်ဟောစိန်ခေါ်နေတာသူ့ကိုယ်ဘယ်သူနဲ့စိန်ခေါ်လဲစင်ပြောင်ကြီးနဲ့စိန်ခေါ်နေတာအဲ့တော့ဟိုကအနာမကတာကသူ့ကြောက်လို့လားအနတ်နံလို့လားပထမတည်းအဲ့လိုပေါ့ဗျာအကုသိုလ်အချိန်စော်တွေများလို့မဖြစ်ဘူးဆိုနောက်ဆုတ်လိုက်တာကိုကြောက်လို့ထင်ရင်လည်းထင်နေသေးတာနော်ငါတုံးကဒီလိုပဲရှင်းလားအဲ့တော့ဗစင်နာညှိနှံနေလို့ဟိုကနောက်ဆုတ်သွားတာအဲ့ဒါကိုသူ့ကြောက်တယ်လို့ထင်နေတာအဲ့ဒါနဲ့လာခဲ့တယ်ဆိုတော့အေးရတယ်မင်းကိုနှမောင်းနဲ့လည်းမရိုက်အဆွဲနဲ့လည်းမထိုးကောင်းနဲ့လည်းမတိုက်ခြေထောက်နဲ့လည်းမနှင်းဘူးလေမင်းခြေထောက်နဲ့နင်းလောက်တဲ့ကောင်လည်းမဟုတ်ဘူးလေဘာနဲ့လောက်ရုံရှိတော့နော်အဲ့ဒါလာခဲ့တယ်ဆိုပြီးတော့သူ့ပေါ်မစင်စွန့်ကြဟမ်မင်းနောက်ချီးကြိုက်တယ်ဘို့ဆိုတော့ရောနောက်ချီးတဲ့နေရဆိုတော့စင်ချီးပါချလိုက်တယ်ဆိုတော့ဟောကောင်သေရောအဲ့ကပြီးပါပြီကိုယ့်အကိုပဲအဆင်ပြေသလိုကြည့်လို့ပါတော့ရှင်းလားကိုယ်ကတော့ဘာသာလဲသိသလားဘာသိတာသိသလားပဲသိပါရဲ့များလားဘာသိဟမ်ဟိုတရားတွေသိပလားလာတော့မှခုနကတော့တမာဒိဋ္ဌိတွေဆိုမတို့ကိုတို့ဟမ်ရှင်းသလားခုခင်ဗျားတို့ကျုပ်တို့မှသိထားတဲ့အသိဟာဘာမှမပြောပတ်တော့သေးဘူးသာသနာနဲ့တွေ့ကြိုးနှပ်ပြီလို့ဆိုလို့မရသေးဘူးဘုရားရှင်ရဲ့သာသနာအဆုံးမှအသီးပွင့်တွေမှ3000ခံစားနိုင်ခြင်းမရှိရင်ငါတို့ဒီဘဝလူကြီးသဘောပါသလားကိုဘဝလေးကိုမှန်တက်မနေနဲ့ငါတို့ကဘယ်အဆင့်ပဲရှိနောက်ချီဖို့အဆင့်ပဲရှိပါလိမ့်ဘယ်အဆင့်ပဲရှိလဲရှင်းတတ်သလားအဲ့တော့ဒါမှန်တဲ့နေရမယ့်အချိန်လားကြိုးစားနေရမယ့်အချိန်လားအဲ့တော့သစ္စာအသိတွေသိတဲ့သိအောင်ကြိုးစားကိုရှိတာခင်ဗျားတို့ခန္ဓာဘယ်နှပါလဲမဲခန္ဓာ၅ပါးကိုပိုင်သလားမြဲသလားကဲပြောကြည့်စမ်းပါခန္ဓာ၅ပါးဘာတွေပါလဲခန္ဓာဘယ်နှပါလဲဒီဘက်ကအစိမ်းရောင်လေးယူဘက်ခန္ဓာကရုပ်လားနာမ်လားယူဘက်ခန္ဓာပါလဲဝေဒနာသင်ညာသင်္ခါရဝิญဉ်ကဒီမှာချထားတဲ့အရောင်ကိုခွဲချထားတာခင်ဗျားတို့နာမ်ခန္ဓာကဘယ်နှပါလဲရုပ်ကရုပ်ဆိုတာဘယ်သဘောရှိလဲမပရိစ္ဆေသမုပ္ပါဒ်တော့မလက်ပြမှာနည်းနည်းပါးပါးတီးကြခောက်ကြတာပေါ့ဒီနေ့တော့ဒါလေးပဲသွားကြည့်အောင်ယူဘက်ခန္ဓာပဲသဘောရှိတယ်ကဲယုတ်ကအလိုလိုဖြစ်တာလားသူများကြောင့်ဖြစ်တာလားဟုတ်တယ်ရှေ့ကဒကာကြီးနဲ့ဆရာလေးတွေကြီးလို့အလိုလိုဖြစ်တာလည်းမဟုတ်ဘူးသူများကြောင့်လည်းပရိစ္ဆေသမုပ္ပါဒ်လို့ခုနလက်ညှိုးထိုးတာထိုးခြင်းလို့ထိုးတာမဟုတ်ဘူးအားလို့ထိုးတာမဟုတ်ဘူးပရိစ္ဆေသမုပ္ပါဒ်ဆိုတာအကြောင်းနဲ့အကျိုးအဲ့ဒါရှေ့ပိုင်းကနည်းနည်းလေးတစ်ပေးတာဒါခင်ဗျားတို့နားမလဲဟမ်
ဒါလေးထောက်ပြတာလကားထောက်ပြရတာမဟုတ်ဘူးဟောဒီရုပ်ဘုသူကြောင့်ဖြစ်တာလေအဲ့ဒါပဋိစ္စသမုပ္ပါပဲအကြောင်းဆိုတာပဋိစ္စကျိုးဆိုတာသမုပ္ပါအဲ့ဒါပါဠိလိုပြောတော့ပဋိစ္စသမုပ္ပါဒါတို့မြန်မာလိုပြောတော့အကြောင်းနဲ့အကျိုးရှင်းလားဒါဖြင့်ရုပ်ပဲအကြောင်းတရားတွေကြောင့်ဖြစ်တယ်ကဲရုပ်ဖြစ်ကြောင်းတရားဘယ်နှပါးရှိလဲမင်းနေကြမဟုတ်လို့သူတို့မသိတာနော်ရုပ်ပဲအကြောင်းတရားတွေကြောင့်ဖြစ်လဲဆိုရင်ကံစိတ်ဥရုအာဟာရဖြစ်လိုက်ပါလားအဲ့လိုမဖြစ်ပဲနဲ့ရုပ်ဖြစ်ကြောင်းဘယ်နှပါးတော့အဲ့ဒါကြတော့ဖြေတတ်တယ်မိကွန်းကအတူတူပဲစကလုံးပြောင်းရတာနဲ့ဘာလို့မှမသိတော့အဲ့ဒါပိုင်လို့လားမပိုင်လို့လားဒါဖြင့်ရုပ်ပဲအကြောင်းတွေကြောင့်ဖြစ်လဲကံအကြောင်းအဲ့ထဲမှာကိုကြီးကြောက်ပါလားမနဲ့လေးအိမ်တွင်းဖေကြီးဟောတပူကိုအောင်ဘုံမင်းကောင်ဟမ်ခုတော့မပါဘူးဖြေကြပါလားဟမ်ပေချာလုံးတော့ရုပ်ဖြစ်ကြောင်းဘယ်နှပါပဲလဲပါရတဲ့အကြောင်းကောင်းရင်အတိတ်အကြောင်းကကံကောင်းခဲ့ရင်ခင်ဗျားတို့ရုပ်လက္ခဏာလေးတွေလည်းကောင်းပါအတိတ်ကကံဆိုးလို့ရုပ်ဆိုးနေပေမဲ့စိတ်ကောင်းနေပြန်ရင်လည်းရုပ်ကလေးကဘယ်လောက်ရုပ်အသားမဲပြီးတော့ရုပ်ဆိုးနေပါစေစေတနာကောင်းတဲ့လူကရုပ်ကလေးကကြီးရှင်းလားရှင်းပါဗျာအတိတ်ကကံကောင်းလို့ရုပ်ကလေးချောနေပေမဲ့နတ်ကတော်သွားလို့တော့ပြက်ကြတယ်ရှင်းလားနတ်ကတော်သက်ရင်လာလေရုပ်ကတဖြည်းဖြည်းလူနဲ့မတူတော့လေပဲနတ်နဲ့တူသွားတယ်နော်ဒါသူတို့ကိုယ်ွယ်နေတာပိဋကလေးကြီးပဲရှင်းလားမြန်မာတွေအုံတော့မရှိတာလေအဲ့ဒါပါသူကိုယ်ွယ်ထားတဲ့ဟာတွေသွားကြည့်လိုက်လေတရားမှကောင်းတဲ့ကောင်မပါဘူးသေခြင်းစိုးသေထားတဲ့ကောင်လေးကြီးပဲဟမ်မီးလောင်သေးတဲ့ကောင်ကိုမီးမလောင်အောင်ကိုးွယ်တဲ့အိမ်တွင်ကမီးလောင်သေးတာအဲ့ဒါတော့အိမ်တွင်ခြုံမှလုံးပါတယ်အမေပြီးရင်သူတို့ကြီးသွားခြုံပေးတာဟမ်ညနေဆောင်မှာသွားလို့ဘာဖြစ်လို့ကာတာတော့မီးကြောက်လို့ဘယ်မီးကြောက်တာလဲဖျားမီးဟမ်မီးကဘုရားရှင်မှာထုံးပါလေတကယ်သာသူသာနှကောင်းနှမြတ်ဆိုရင်ဘုရားရှင်ကမီးကြည့်ပြီးသူကကုသိုလ်တော်ရအောင်မှာအဲ့ဒါခင်ဗျားတို့ကသွားကွယ်ပေးတယ်ရှင်းသလားမီးလောင်သေးတဲ့ကောင်ကိုအိမ်တွင်းခြုံရင်လုံပါတယ်တဲ့အိမ်တွင်းရှိရင်မီးမလောင်ဘူးတဲ့ဆိုတော့မီးလောင်သူအရင်ပြေးမှာမီးမလောင်တာတော့ခင်ဗျားတို့မဟုတ်ဘူးသူပဲနေမှာရှင်းသလားဟိုရေနဲ့သေးတဲ့လူကိုရေတဲ့အာကိုတဲ့ဟိုပင်လည်းပဲသွားဟောတော့ဘလူးကျွန်းကြမင်းတို့ရေတဲ့ကြဘလူးဆိုဥရှင်ကြီးတဲ့ဥရှင်ကြီးဆိုတာစောင်းကောက်ပိုက်ပြီးငါပြင်းတစ်ချင်းပဲဆိုနေတာလေထိုးလိုက်တာလေမထိုးလို့ရေတဲ့တွန်းချသေးတာအဲ့ကောင်ဟမ်ရေနဲ့သေးတဲ့ကောင်ကိုပါလဲရေတဲ့အာကိုတဲ့အရှင်ပြရေလန်းသွားရင်ဥရှင်ကြီးတဲ့ဘယ်ရှင်ကြီးမှမလာဘူးကွာကာချလိုက်လို့လှုပ်ရှုပ်တယ်ဘုန်းကြီးသင်္ဘောနဲ့သွားမှာငါမသိဘူးရေကူးတတ်တယ်ရှင်းလားသဘောပေါက်သလားအိုးထဲပဲဘုံရွာပဲသွားလိုက်ပါတယ်ဟိုမှာရင်းမပင်ပဲသွားတော့အမေမော်တော်ဆိုလားအမေရေရင်ဆိုလားဟဲ့ကောင်နေမင်းတို့ကဘာဖြစ်တာတော့ဆိုရှင်ဖျားတဲ့သူကလှေမောက်သေးတာဗျာအဲ့တော့လှေနဲ့လို့ပြောလို့မရဘူးဒီချောင်းထဲမှာလှေလို့ပြောလို့မရဘူးရေရင်လို့ပြောရတာလေဩအဲ့လိုလားဒါဖြင့်သူ့ကိုဘယ်လန်းအာကိုလို့ဆိုတော့ရေလန်းအာကိုသူကိုယ်တိုင်ကိုကရေနစ်သေးတာမင်းတို့အားလဲအားဟမ်သူတော်မကယ်နိုင်တာမင်းတို့ရှင်းသလားဟိုမူးနေတဲ့ကိုကြီးကျော်အားကိုးတဲ့ကောင်ရှိသေးတာဟမ်ကိုသားသမီးအယသမားဖြစ်တာကြိုက်လားမကြိုက်ဘူးအယသမားဘာလို့ပူတော်နေကြလဲရှင်းသလားအယသမားကြက်သမားဖဲသမားသူတို့ကိုးကွယ်တာနှကောင်းနှမြတ်တကောင်မှမပါဘူးရှင်းလားဟမ်အဲ့ဒါအုံနောက်ရှိလို့လားမရှိလို့လားကိုလောက်မှကံမကောင်းတဲ့ကောင်တွေသွားကိုးကွယ်နေတယ်ဆိုမှတော့ဒီတဲ့နစ်စရာပဲရှိတော့ရှင်းရလားအဲ့တော့အကြောင်းဘယ်နှပါးပဲရှိတယ်ဟိုစိတ်ကူးရင်နေတဲ့ဘိုးဘွားအောင်ဘိုးမင်းကောင်ဆိုတဲ့ကောင်တွေပါလား
သူတို့ဟာသူတို့တော့မကင်နိုင်ဘူးနော်အဲ့ဒီကောင်တွေဘယ်မလဲဆိုဒဲအိုးမယ်ကြိုက်တဲ့လူလာခဲ့ရှင်းတယ်နော်ရှင်းပြမယ်ဘာကြောင့်ဒဲအိုးရောက်တယ်ဆိုတော့သက်သေရှိတယ်ရှင်းတယ်နော်ဒါပြန်တကယ်စဉ်းစားမှာပါလေကံစိတ်ဥရုအာရငါယုတ်ကျမ်းမာရေးချို့တဲ့နေတာကံကြောင့်လားစိတ်ကြောင့်လားဥရုကြောင့်လားအာဟာရကြောင့်ရှင်းလားအာဟာရမှားရင်လည်းကျမ်းမာရေးဖောက်မှာပဲဟမ်ဥရုဖောက်ပြန်ရင်ကောအခုခင်ဗျားတို့မိုးကတဲ့အောက်မှာပူပူလောင်လောင်နေပြီးညနေတအားပူလိုက်မယ်သတိချနာတွေစီးလာလိုက်နဲ့ညကြတာအေးမဟုတ်ရရှင်းသလားအဲ့ဒါပဲအဲ့တော့ကံစိတ်ဥရုအာဟာရအကြောင်းဘယ်နှပါလဲဒီဘက်ကနာခန္ဓာဘယ်နှပါလဲနာခန္ဓာ၄ပါးဘယ်သူကြောင့်ဖြစ်လဲအာယုန်နဲ့ဓွာရပြန်ပြောဝေဒနာခန္ဓာခံစားရတာလဲဘယ်သူကြောင့်သင်ညာကမှတ်သားတာလဲသင်္ခါရကပြုပြင်တာလဲဝိညာဉ်ကသိကြံတာလဲရှင်းသလားအားလုံးနာခန္ဓာ၄ပါးလုံးကဘယ်သူကြောင့်ဖြစ်အဲ့ဒီမှာငါစိတ်ကြီးအလိုလိုလေးနေတယ်မလားဟုတ်လားအလိုလိုဆိုရင်အဟိတုကအလိုလိုတော့မလေးဘူးလေးစရာအာယုံရှိလို့ပြောရမှလည်းခက်နေတာလေအဲ့တော့ဘာသုံးလိုက်တော့ဆိုတော့အလိုလိုဟမ်ငါအလိုလိုဥမြူးနေတာတော့အလိုလိုတော့မမြူးချဲပေါက်တာလူသိမှာဆိုရှင်းသလားဒါပြင်အလိုလိုဖြစ်တယ်ဆိုတာဟောရှိသလားရှိပါဘူးဒါတို့စိတ်တွေကိုသူများကဟောပြုပြင်လို့ရသလားဘယ်သူကိုဘယ်သူပြုပြင်ရမလဲရှင်းသလားအဲ့တော့ဘုရားကဘယ်သူကိုဘယ်သူအားကိုးလို့ပြောတယ်အတ္တာဟိအတ္တနောနာထောအခုဗုဒ္ဓဘာသာတွေကကိုအားကိုးသလားသူများကဲခိုင်းသလားဒါပေမဲ့ဒါဗုဒ္ဓဘာသာဟုတ်မဟုတ်မိစ္ဆာဒိဋ္ဌိလားသမာဓိဋ္ဌိလားသူများအားကိုးနေတဲ့လူဟာဘယ်သူကိုဘယ်သူအားကိုးမှကိုအားကိုးမှသမာဓိဋ္ဌိကိုအားကိုးစရာလဲဘယ်နှပါးရှိတုံးမေးရင်လက်သုံးချောင်းထောင်သုံးပါးပေါ့နော်ဘာတွေလဲကိုအားကိုးစရာလေမှန်တယ်သီလသမာဓိပညာနောက်တစ်ခုရှိသေးတယ်အဲ့ဒီသီလသမာဓိပညာရအောင်ဘာလို့သုံးပါးတွေအများတော့ဘာလို့မှမသိဘူးကံဉာဏ်ဝရိယပြန်ပြောခုနကသီလသမာဓိပညာသိက္ခာ3ရကျင့်မှလည်းဘာနဲ့ကျင့်ရမလဲကံရဲ့ဉာဏ်ရဲ့ဝရိယပြန်ပြောဘုရားဘာသာတွေပေါ်မလုံးနဲ့နော်ဒါတို့တကယ်ကိုအားကိုးမှပါလေလေကံဉာဏ်ဝရိယပူဇော်တရားယရနာကကျေးဇူးကြီးမားတဲ့အနန္တောနာနာကဒါရှင်းအောင်လုပ်အောင်မပူဇော်တရားယရနာကသုံးပါဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအဲ့ဒါယရနာသုံးပါအနန္တောအနန္တကအနန္တောအနန္တလို့ဘာလို့ခေါ်အနန္တောအနန္တမီလီယံတွေထရီလီယံတွေဘီလီယံတွေကြားဘူးလားခုခေတ်ကတော့သိမမော့တော့ဘူးနော်တန်းချီနေတယ်သိမ့်ချီနေတယ်မကြားဘူးလားအဲ့တော့တန်းပေါင်းကိုတန်းပေါင်းများစွာမရှိဘူးလားသိမ့်ပေါင်းကိုသိမ့်ပေါင်းများစွာအခုအနန္တောအနန္တဆိုတာအနန္တဆိုတာသင်္ချာကဏ္ဍရည်တွက်လို့မရအဲ့ဒီရည်တွက်လို့မရတဲ့ဟာကိုအနန္တောအနန္တပေါင်းအနန္တရှင်းလားဒါဖြင့်ကျေးဇူးကိုဟာနှိုင်းဆလို့ကိုမရအဲ့တော့ကျေးဇူးများတဲ့ကျေးဇူးရှင်ကဘယ်နှယောက်5ယောက်ဖယားမိဘကရှိရလားဆရာနောက်မှထားနော်ပြောဖယား
ရှင်းရလားဒါမှမဟုတ်ကြောတော့ကျေးဇူးရှင်9ယောက်ကိုကြောဟုတ်ပြီနော်ဒီ9ယောက်ကိုမေ့လို့ရမလားအဲလိုမိဘကသာမွေးမလာရင်ဒီလိုလူဖြစ်မလားမဖြစ်တဲ့ပြင်ဒီလိုဗုဒ္ဓတရားနဲ့တော့တွေ့မလားဒါပြင်မိဘကျေးဇူးရှိမရှိအားလုံးမွေးရုံမွေးထားမကျွေးနဲ့ရှိလားမရှိဘူးလားအေးမွေးကျေးဇူးဆိုတာရှိတယ်အဲ့တော့မိဘဆိုရင်အားလုံးမိဘဆန္ဒကိုလိုက်လျောနိုင်အောင်ကြိုးစားမိဘကိုပြန်မပြောနဲ့ရှင်းတယ်နော်ဘာဖြစ်လို့မို့လို့ကျေးဇူးရှင်မို့လို့ဘာရှိနေလို့ကုံပြောမယ်မိဘနေသေးလိုက်ဆိုအဲ့နားနဲ့လဲသေးလိုက်ဘာမှစောရကမတက်နဲ့ရှင်းလားဘုရားမင်္ဂလာတို့ဒီတိုင်းပဲပြုစုခဲ့ပါမိဘနဲ့မိခင်နဲ့ဖခင်ဖြစ်ချစ်သမျှအကုန်ဖြစ်ရစေရှင်းသလားအဲ့တော့ကျေးဇူးရှင်ကိုပြင်မလို့ပြင်မရင်ဘယ်သူပဲနေမမှာကျေးဇူးရှင်ကတော့ဘာမှဖြစ်မသွားဘူးဖယားပြင်မလို့ဖယားကနိဗ္ဗာန်ကနေမှသွားရိုင်ရွဲ့သွားတယ်ရှိတာအခုဖယားပဲရောက်သွားပြီပရိနိဗ္ဗာန်ဆံသွားပြီဘာလို့ကောင်းပြီခင်ဗျားတို့ကြိုက်တဲ့လောက်စော်ကသူ့အတွက်ဘာမှထိခိုက်စရာဘယ်သူထိခိုက်တရားပြင်မရင်လဲသံဃာပြင်မရင်ဟောဟေးဒီနေ့ဦးဇင်းတို့ဓမ္မဂရိကတွေကခင်ဗျားတို့အော်ဟစ်ပြောဆိုနေတာကကျုပ်တို့အတွက်ပြောနေတာလားခင်ဗျားတို့အတွက်ပြောနေတာရှင်းသလားဒါမှနေတယ်ဒီလိုမဟုတ်ဘူးဒီလိုဟုတ်တယ်ပြောရတာတချို့အဝေဖန်မခံနိုင်ဘူးအဝေဖန်မခံနိုင်ရင်ပြည့်စည်ပြီရှင်းသလားအဝေဖန်မခံနိုင်တဲ့လူဟာဘယ်တော့မှတိုးတက်တယ်လို့မရှိဘူးအဝေဖန်မခံနိုင်တဲ့တိုင်းပြည်လည်းပြည့်စည်တာပဲရှင်းသလားပညာရှိများဆုံးမနေတာဆိုတာကျုပ်တို့အတွက်လားခင်ဗျားတို့အတွက်အားလုံးလက်ခံသလားဒါဖြင့်အနန္တောနာ၅ပါးဆိုတာပြစ်မှားရမလားဥဒိဋ္ဌာရမလားဥဒိဋ္ဌာဆိုတာသူတို့စကားကိုအမြဲတမ်းအလေးထားသူတို့အဆုံးအမကိုအလေးထားပြီးတော့အမြဲတမ်းကျေးဇူးဆက်နိုင်အောင်ကြိုးစားရှင်းသလားသင်ဆရာမင်းဆရာကြားဆိုတလုံးတပါဒပညာရတစ်ခုသူလုံနေတာကြည်ပြီးတတ်သွားရင်လည်းဆရာပဲသူပြောတာကြားပြီးတတ်သွားရင်လည်းဆရာပဲအဲ့ဒီဆရာကိုပြစ်မှားတိုက်သလားသူတော့အတန်းနဲ့သင်ပေးနေတဲ့ဆရာတော်လက်သီးနဲ့ပြန်ထိုးရတဲ့ကောင်တွေရှိနေပြီရှင်းလားအဲ့ဒါသိလို့လားမသိလို့လားအဲ့လိုရိုင်းဆိုင်ကြမ်းတမ်းလာတာတွေရှိလာရင်တို့ဒီတိုင်းထားရမလားပြုပြင်ပေးရမလားရှင်းတယ်နော်ကောင်းပြီအဲ့တော့တတိထာဝရိယဆိုင်ပညာနဲ့ကြည့်ပြန်ပြောကိုဘဝလေးကိုသာသနာနဲ့တွေ့ကြိုးနှက်အောင်ကြိုးစားရှင်းသလားအဲ့ဒီမှာကြည့်ဒီမှာရုပ်ကိုထောက်ပံ့ထားတာအကြောင်းဘယ်နှပါလဲရုပ်နဲ့ပတ်သက်လာရင်စဉ်းစားရမယ့်အကြောင်းကဒါပဲဗါလိလေကံဒီပြင်အကြောင်းရှိသေးလားသူတစ်ပါးကပြုစုတာရောရှိလားသူများတကိုးကြောင့်ရောဖြစ်သလားဘာပဲလဲဗါလိလေနာနဲ့ပတ်သက်လာရင်အကြောင်းတရားဘာနဲ့ပါလဲဒီပြင်ရှိသေးလားအားလုံးသိကြတယ်နော်ကဲဒီနေ့ပြောခဲ့သမျှပြန်ကြည့်အောင်ဖယားသိပြီလားပူဇော်တတ်ပြီလားဗုဒ္ဓံတရဏံကိစ္ဆာမိဆိုရင်ဘယ်ဖယားအာယုံပြုမလဲသစ္စာသိမြင်တဲ့ဖယားအားလုံးကိုအာယုံပြုဓမ္မံတရဏံကိစ္ဆာမိဆိုရင်သစ္စာတရားဘာတရားလဲအဲ့ဒီသစ္စာတရားဘယ်သူတွေဟောခဲ့တာဂင်္ဂါဝါလူသဲစုမကဘယ်ဖျားပွင့်ဒီတရားပဲဟောမှာဒီတရားမဟောရင်လည်းဖျားမဟုတ်ဘူးရှင်းသလားသံဃံတရဏံဂစ္ဆာမိဘယ်သံဃာလဲဂင်္ဂါဝါလူသဲစုမကပွင့်တော်မူသောဘုရားရှင်အားလုံးဤသံဃာရှင်းသလားနောက်တစ်ခုကမိဘနဲ့ဆရာသမားကျေးဇူးရှင်ဘယ်နှယောက်လဲအဲ့ဒီ9ယောက်ကိုသတိပညာနဲ့ထားပြီးတော့ကာယကံလည်းမမားစေနဲ့ဝစီကံလည်းမနောကံလည်းရဲ့ကြည့်လားခုနကငတ်တုတ်တန်ဃာလည်းသူဘာလို့ပြင်မာသူကိုယ်သူလည်းအဓိမာနတွေတဲ့နေရှင်းတယ်နော်အဲ့ဒါကိုခုနကမထေရလောင်းကသူ့ကိုဘာနဲ့ဖိချတာမစင်နဲ့ဗျာမစင်မွန်းသေးရောရှင်းနော်
ခုလည်းခင်ဗျားတို့နေကြတာငါးပါးအာယုံကာမဂုဏ်ဆိုတာကျင်ကြီးပုံနဲ့တူတယ်ဟမ်ဒုက္ခဘုံလားဒုက္ခဘုံမှန်ဝဲမနေနဲ့ဟမ်ကိုမိသားစုတွေနဲ့ကိုဟုတ်နေတာရွာထဲမှာမလေးလာသမားစီးသိချင်းပုံရှုံမလားလုပ်လိုက်သေးတယ်ဟမ်ရှင်းသလားခင်ဗျားတို့ပိုင်ဆိုင်တာလေးကတနိုင်ငံလုံးနဲ့ပြန်ကြည့်တာဟမ်ကဘာနဲ့ပြန်ကြည့်တာကဘာကြီးတစ်ခုလုံးနဲ့ကြည့်ရင်ခင်ဗျားတို့ကမုံကြီးစိတ်လောက်တောင်မရှိဘူးရှင်းသလားအဲ့ဒါလေးကိုကိုယ်ဘုံကိုနန်းကိုကြတန်းလေးကိုတော်တော်ဟုတ်နေတယ်ထင်တယ်တကယ်တော့ဘာဘုံလဲမစင်ဘုံသူ့ပါလေလားအသူ့ပါလေဘုသူခန္ဓာကမြန်သူ့ပါထွက်တယ်ဟမ်ဘယ်လိုခန္ဓာထွက်သမျှကဘာလဲအဲ့ဒါအတုပလေးပုံကမှန်ဝင်နေရင်အဲ့ဒီအတုပပြီးပြီရှင်းသလားခုနငတုံးမစင်ပုံပြီးတော့ခင်ဗျားတို့ပြုံးနေတာခုလည်းခင်ဗျားတို့ဘာပြီးနေတယ်ထင်တယ်ဒါတရက်နေ့ရလာဟောလို့လာနိုင်တာရက်ရှည်ကြီးများသာဆိုရင်မစင်တော့ရမထွက်နိုင်ရှင်းလားဒီပိဋကပြောတာမဟုတ်ဘူးမလာတဲ့လူတွေပြောနော်ဟမ်ပိဋကကတော့ဒါအလုံးသာယသမီးရေစွန့်ခွာပြီးတော့အခုဘာလာနာကြဒါမစင်ဘုံကခွာလာတာခဏနေရင်ရှင်းသလားသဘောပေါက်သလားအဲ့တော့ခန္ဓာကြီးကသူ့ပါလားအသူ့ပါလားဒီကဘာချမ်းသာတာထွက်တော့မျက်စိကထွက်တော့နာရှိတော်တယ်ဒီကနှဖာကြီးမလို့နှာခေါင်းကတချီးရဟမ်အဲ့ဒါတို့ရမွေးသလားနန်းသလားခုခင်ဗျားတို့နေတိုင်းတော့မျိုးချပြီးတော့နေတာနော်လက်ပေါ်လေးပြင်လာခဏမတရုပ်ပြတာကိုတော်တော်ရောနေဟမ်ဒါတို့ထွက်ဒါဘယ်သူပါစထဲထွက်တာဟမ်ဘယ်လိုထုတ်ပြီးပြန်တော့လို့ရတော့ရဲလားဘယ်လိုသူ့ပါလားအသူ့ပါလားကျန်တာကိုစဉ်းစားတော့ဟမ်ဒါပေမဲ့ခင်ဗျားတို့နေနေတာကဒုက္ခဘုံပေါ်မှာလားမစင်ဘုံပေါ်မှာလားရှင်းသလားဒါလေးနဲ့ตายရပြီးတော့နေလို့ตายရဲ့သမီးရဲ့စီးပွားရေးနဲ့အချိန်ကုန်ရင်တော့မစင်ပိတ်သေးတော့ရှင်းသလားခုခင်ဗျားတို့ကမသိမဲ့လူတွေကသိမဲ့လူတွေဘယ်ချိန်သိမှာဘယ်တော့လဲရက်ချင်းလေးပါလိမ့်မရှိဘူးလားအချိန်ရောဒါပြန်ငါသည်အချိန်ပိုင်းကဘယ်လောက်အကန့်အသတ်အခုလဲခဏနေလဲအသေးမဥခင်အမဲတဲ့ဟုတ်အသေးမဥခင်ဉာဏ်ဆိုတာဘာလဲကောင်းအဆိုးဒီနားလေးတွေဖြေးနေတာဟိုဟာတွေကမောအသေးမဥခင်ဒါတော့ဆိုရတယ်ဉာဏ်ဘာမှမသိပဲနဲ့ဘယ်လိုလုပ်ယူမလဲဟမ်ဉာဏ်ဆိုတာအကောင်အဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိတာဉာဏ်ပြန်ပြောအားလုံးရှင်းသလားဒါပေမဲ့ဉာဏ်ရှိခြင်းရင်ဘယ်လိုလုပ်မလဲဒါလေးနဲ့ဒါလေးမှမဖြေတတ်ဘူးလားပါးစပ်ပိတ်ထားတဲ့လူတွေရှိတယ်နော်အဲဒီပိတ်ထားတဲ့လူတွေပြီးတော့မှဟိုဆင်ပြောင်ကြီးကအားရခွာထားပြီခင်ဗျရှင်းသလားအကုန်သိချင်းစိုးနဲ့သိကုန်လိမ့်မယ်အနေစိုးနဲ့နေရင်ပြင်းရင်ဖြင်းတယ်ပြင်းရင်ခင်ဗျားတို့တရားပြန်ရင်ထမိတ်စားမှာပြုတ်မစားဘူးဟိုမှာညအောင်မှာဟိုအော်အောင်မှာနော်ဘာမှမစားရတဲ့လူကခင်ဗျားတို့အော်ပေးနေတာခင်ဗျားတို့မအော်နိုင်ဘူးလားဒါရဲ့လှုပ်တာဖြင့်ညာရှိအောင်ဘယ်လိုလုပ်မလဲ
အကောင်းအဆိုးအကြောင်းပိုင်းခြားသိအောင်ကြိုးစားမတာဒုံးတီကြီးတွေလုံးမနေနဲ့ဒါမှငါဒုံးလို့ဆိုနေမစိန်ပုံပေါ်ကနေမှန်ဝဲတယ်ဉာဏ်ဆိုတော့အကောင်းဆိုအကြောင်းကျိုးအမှန်ကိုပိုင်းခြားသိတာဉာဏ်ဒါဉာဏ်ကိုအဓိပ္ပာယ်ဖွင့်ထားပြီအဲ့ဒါဖွင့်ပေးတာလကားဖွင့်ပေးတာမဟုတ်ဉာဏ်ရှိအောင်လို့လုပ်မလဲဆိုအကောင်းဆိုသိအောင်လုပ်အောင်အကြောင်းကျိုးအမှန်အဲ့ဒါပြောတာပေါ့အဲ့တော့ဉာဏ်ရှိအောင်လို့လုပ်မလဲဆိုတော့လေအကောင်းဆိုအကြောင်းကျိုးအမှန်ကိုပိုင်းခြားသိရမှာပါဖယားဒီလိုလားမှာပေါ့သူကပိုင်းခြားသိတာဉာဏ်ဖြေတာကိုဉာဏ်မပါဘူးဉာဏ်အကြောင်းမသိပဲဉာဏ်ရှိအောင်လုပ်လို့ရမလားအဲ့ဒါအဖြေပဲကျုပ်တို့သာသနာဆုံးနေလာတာသာသနာတော်ကြီးတစ်ဖြည်းဖြည်းကြရှုံးလာတာအဲ့ဒီဉာဏ်ကိုဘာမှမသိခဲ့လို့ခက်ရှင်းလားသတ္တန်တရားလုံးသူများပါဇက်များလမ်းဆုံးလားသူများပြောတာနဲ့အချိန်ကုန်လားအဲ့တော့ဉာဏ်ရှိအောင်လို့ငယ်တော့အမေနဲ့ဖေသိပ်ပြောပေါ့ဆရာသမားလည်းပြောဟဲ့နေဉာဏ်ရှိအောင်လို့ဉာဏ်လွှာသုံးစားဆိုတော့သင်သုံးသားနဲ့လွှာရမလားဒိဋ္ဌိဓာတ်နဲ့လွှာမလားဘယ်ဟာလွှာမှလည်းမသိဘူးဒါပေမဲ့လွှာတော့အမေဉာဏ်ဆိုတာဘာလို့ဟဲ့ဉာဏ်ဆိုတာဉာဏ်မဟုတ်ခေါင်းကိုပူလို့သူလည်းမပြောနိုင်ဘူးရှင်းသလားဟုတ်တယ်ခင်ဗျားတို့ဉာဏ်ဘာမှမသိပဲကျုပ်ကဉာဏ်ဘယ်လိုလုပ်ရှိအောင်လုပ်မလဲလို့ဆိုတော့ငါတုံးကျုပ်ကိုပြောခဲ့တာအဲ့ဒါကျုပ်နာမည်ဒီမှာရှင်းလားဒီလိုက်စာအုပ်တွေလိုက်ရှာတော့လည်းဉာဏ်ဖွင့်ထားတာမရှိဘူးအဲ့တော့ဘသူကပြောလိုက်ဉာဏ်ရှိအောင်လုပ်တယ်ရောဉာဏ်ဘာမှမသိပဲနဲ့ဘယ်လိုလုပ်ရှိအောင်လုပ်ရှင်းလားအဲ့တော့ဒီရရှိကာယကံဝစီကမနောကံဘာလုပ်ကောင်းအဆိုးပိုင်းခြားသိအောင်လောရမသူကလေးနဲ့သူသဟဇတဖြစ်အောင်ဖြေဦးဒီရရှိကာယကံဝစီကမနောကံလှုပ်တိုင်းကောင်းဆိုးမကောင်းတဲ့စကားကိုကောင်းတဲ့စကားကိုမမှန်တဲ့စကားကိုမှန်တဲ့စကားကိုအကြောင်းအမှန်ကိုလောက်အောင်ဘာဖြစ်လဲအကြောင်းအမှန်ကိုသတ္တန်တရားလုံးမှာအကြောင်းမှားခဲ့လို့မှားတာမှကြည့်လေသမုဒိယလုံလိုက်သမုဒိယလုံလိုက်လောက်ခဲ့သမျှကသမုဒိယအကြောင်းလောက်ခဲ့သမျှကရတာကဟောတာသက်သေပဲဒုက္ခရနေမှာတော့လောက်ခဲ့တဲ့အကြောင်းကမှန်သလားမှားသလားကောင်းသလားဆိုးသလားအကြောင်းမကောင်းတော့အကြောင်းမှားနေတော့အခုခင်ဗျားတို့ချမ်းသာသလားဆင်းရဲသလားမှန်ခဲ့လို့လားမှားခဲ့လို့လားဒါဖြင့်တရားရှိအဲ့တော့တတန်တရားလုံးတော့မှားခဲ့ခုချိန်ထိလဲမာနေတော့မဲ့သေချာလို့အောင်မဲ့ကိုမာနေပြီများထင်နေလားတသံတရားလုံးတော့ခုချိန်ထိလဲဒီရရှိတော့သိတော့မှာမအောင်မလို့သိမရဘူးဖြစ်နေတယ်တသံတရားလုံးလဲမာလို့အားလုံးတော့ဘယ်သူတွေတို့ကိုယ်တိုင်ပဲတသံတရားလုံးလဲခုချိန်ထိလဲဟုတ်ပြီဒီကရှိတော့ရှင်းနကလားအလိုလိုမှန်သွားမှာလားမှန်အောင်လို့မှန်ပါလားဒါဖြင့်သတိထားဝရိယဆိုင်ပညာနဲ့ရှိသတိဝရိယပညာရှိမှဘာဖြစ်မှာဉာဏ်ဖြစ်မှာသတိဝရိယပညာရှိမှဉာဏ်ဖြစ်မှာအကောင်းဆုံးအဲ့တော့မစင်ဘုံပေါ်တင်ပြောမနေနဲ့ရှင်းရလားငါသားလေးငါပြောရင်ပြီးတယ်ဆိုရင်ဟိုကမစင်ဘုံပေါ်တက်လို့ဣကနေဖြစ်သွားသဘောတွေချငါခန္ဓာကိုယ်တော်ဒီကောင်မထိနိုင်ဘူးတဲ့ရှင်းလားငါပြောလိုက်ရင်ပြီးပါတယ်အဲ့တော့ဒီမှန်လေးတွေမရှိဘူးလားဒီအိမ်သူပြီးမှပြီးတာဆိုရင်ဘယ်ဘုံပေါ်တော့မစင်ဘုံပေါ်သုဘတွေလားအာသုဘတွေလားအာသုဘတွေတိုင်တာကိုခင်ဗျားတို့ပြောနေရှင်းသလားဟဲ့ဒါဖြင့်ဒီဘဝကလွတ်အောင်ကြိုးစားအဲ့တော့တသံတရားလုံးလဲမားတယ်ခုချိန်ထိလဲ
နေတော့မဲ့ဒီကားရှိတော့အောင်လုံးမဆိုတော့တတိထားဘသူကိုဘသူကြည့်မယ်ဘသူကစပြင်းရမှာဘသူတရားပြက်ပြက်ဘသူတရားပြက်ပြက်အခုလောကကြီးကကောင်းနေလားဆိုးနေလားဆိုးတဲ့အတိုင်းပဲထားမလားကောင်းအောင်လုပ်မလားဒီလောကလုံးပြင်ဖို့လွယ်ပါမလားမရတော့ဘူးလားသိတော့မလားရပါသိတော့ဒီဖြေထွက်ပြီးသိမှာဘယ်မှာခင်ဗျားတို့မစင်ပုံနဲ့နှစ်တော့မှာတို့ကဟိုခွာထားပြီးပါချတော့ကျင်းလားရုပ်ဆိုရင်အကုန်ဆုံးလုံးမျိုးတော့နော်အဲ့တော့အခုချိန်ခင်ဗျားတို့အင်အားကိုမေးထားမှရလောကကြီးတစ်ခုလုံးကကောင်းနေလားဆိုးနေလားတစ်ခုလုံးကောင်းအောင်ပြင်ဖို့လွယ်ပါ့မလားပြင်လို့ရပါအောင်မရရင်နဲ့ပြန်မလာဘူးမရဘူးဆိုမှတော့ဘာလုပ်နေတော့မှာဟမ်ရလားမရဘူးရပါတယ်တလောကလုံးနိုင်စရာမလိုပါဘူးတယောက်ချင်းကောင်းရင်တမိသားစုကောင်းပါတမိသားစုချင်းကောင်းလာရင်ဘုရားကွက်ကောင်းလာရင်တရွာလုံးကောင်းပါတယ်တရွာလုံးကောင်းရင်တမျိုးနယ်လို့တမျိုးနယ်ချင်းကောင်းလာရင်တတိုင်းပြည်လုံးကောင်းပါတယ်ခင်ဗျတယောက်မှမကောင်းလို့တနိုင်ငံလုံးမကောင်းတာရှင်းလားသဘောကျသလားအဲ့လူတွေမကောင်းဘူးဆိုကိုကဟောဒီလူတွေကောင်းတဲ့လူတွေမဟုတ်ဘူးဆိုကိုယ့်ဘက်ထိုးရတဲ့လက်ညိုးကဟိုဘက်ကိုဘယ်နှချောင်းတို့ကိုယ့်ဘက်၃ချောင်းပါဒီလက်မဘယ်လိုလုပ်ထိုးမလို့တော်လုတ်ပါနော်ဒီလက်မတော့ထက်ကပြတာထက်ကဟာတွေလည်းမကောင်းဘူးလို့နတ်ပြည်ဟာပြောတာပါရှင်းသလားဘယ်ဟာကောင်းလို့ဘယ်ဟာမှမကောင်းဒီတိုင်းပဲထားရမလားခင်ဗျားတို့မသိတဲ့လူတွေကသိတဲ့လူတွေအသိဉာဏ်ရှိမရှိရှိပါဘူးအသိဉာဏ်ရှိတယ်လို့ယုံရင်ကောင်းအောင်ဒါပေမဲ့ခုနစကားပြန်ပြောမယ်တတန်တရားလုံးတော့မှားခဲ့ပြီခုချိန်ကြီးလဲဒီကရှိဘသူကိုဘသူတာဝန်ယူမလဲအားလုံးရက်ကြလို့ရဲ့လောကကြီးမကောင်းမှုကြီးမိပါနဲ့ကိုလေးပဲတာဝန်ယူပေးပါရှင်းသလားမမှန်တာမလုပ်ဘူးကွာမဟုတ်တာမလုပ်ဘူးဟဲ့ရှင်းသလားကွာခင်ဗျားတို့ကမဟုတ်ဘူးလားမောင်တို့ရေမဟုတ်ပါဘူးမဟုတ်ပါဟုတ်သလားရေမောင်တို့ရေဟုတ်ပါတယ်ဟုတ်ပါတာမပါဘူးရှင်းသလားမဟုတ်တာဆိုရင်မလုပ်ဘူးကွာမမှန်တာဆိုရင်မပြောဘူးဟဲ့ရှင်းလားဘသူကိုဘသူတာဝန်ယူလောကကြီးမကောင်းဘူးထိုင်ကြီးနေမှာလားကိုယ့်အကိုကောင်းအောင်ကြိုးစားမှာအားလုံးကျင်တတ်တယ်နော်အခုငါတို့ဘဝလေးကဘယ်ဘုံပေါ်မှာမစင်ဘုံပေါ်ကနောက်ရှိဖို့လေးပါခင်ဗျစိန်ပြောင်ကြီးကခွထားပြီရှင်းသလားပလုံးဆိုရင်တော့ဒီတော့အသေးမဥကင်းကဲခန္ဓာဘန္တပါဖြစ်ဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်ဒီဘက်ကလောဘဒေါသမောဟတဏှာမာနဒိဋ္ဌိတွေလာအောင်မလားမလာရင်သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျှင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မိမိရဲ့ဘာမှအဖို့မတန်တဲ့ဘဝကလေးကိုตายာမနေကြပဲနဲ့ကောင်းတဲ့ကောင်းအောင်လွတ်မြောက်အောင်သာသနာနဲ့တွေ့တော့ကြိုးစားကြပါစို့လို့တိုက်တွန်းရင်းနဲ့ဒီနေ့တရားပွဲဒီညနဲ့တော်ကြစို့